ကျွန်ုပ်နာမည်ဟီရိုတို့ပါလွန်ခဲ့တဲ့နေ့ရက်ကဒိုဂျိုလန်ကူးမှာကားတစ်စီးကကျွန်တော်ကိုတိုက်တက်ခဲ့တယ်အခုတော့ကျွန်တော်ထက်တည်နေပြန်ပြီးဒီတခါတော့ပိုနေတယ်ကျွန်တော်တီးတဲ့မြေပုံတွေထဲမှာမရှိတဲ့သမုဒ္ဒရာအလဲကလေးပတ်လဲတစ်သားဖောင်ပေါ်မှာပေါ့စနေမျက်နှာပြင်ကကျွန်တော်ရှေ့မှာလေထဲမှာဝဲနေတော့ပဲမနက်ခင်းကောင်းကင်ပြားနဲ့စန့်ကျင်ဘက်ဖြူဖြော့နေတယ်မင်းကချိန်နဲ့တူကိုပစ္စည်းတွေစုပြီးဖန်တီးဖို့ပြောထားတယ်ကျွန်တော်ဒါကို10ချိန်မြောက်ဖက်နေတာကျွန်တော်ရှာကအရန်6တွေ့နေတာပါအဆက်အပေါ်ဘက်မှာတားရည်တရက်ကတ်ထားသလိုပဲကျွန်တော်နှုတ်ခမ်းတွေက3နေရာကွဲအပ်နေပြီးအကြောင်းတွေကဂျင်းနီရတာပေါက်နေတယ်ဒါပေမဲ့အခုတော့မနေ့ကမမြင်ခဲ့တာကိုကျွန်တော်မြင်နေရပြီးကျွန်တော်ပတ်ဝန်းကျင်ကသမုဒ္ဒရာကဗလာတက်တက်မဟုတ်ဘူးဒါကအမိုက်ပုံကြီးပဲတစ်သားပြင်ပြဟောင်းတွေကဖြည်းဖြည်းချင်းလွင့်မျောနေတဲ့တစ်သားစီတစ်ခုကမီတာ20အကွာမှာရေပေါ်မျောနေတဲ့ကျိုးဆက်တွေပိတ်ဆက်တွေကျိုးနေတဲ့တစ်တာတလုံးအသက်ကြီးလို့ဝါနေတဲ့ပလတ်စတစ်ရေပေါ်မျောကိရိယာတစ်ခုပင်လဲကဒါတွေအားလုံးကိုကျုံပရောပတ်ဝန်းကျင်မှာပူဇော်တက်ကလို့ဒါမှမဟုတ်စမ်းတက်မှုတစ်ခုလို့စူးစီးပေးထားတယ်ကျွန်တော်ချိတ်ကိုဆွဲကင်လိုက်တဲ့ကျိုးကကျွန်တော်လက်ထဲမှာကျန်းနေတယ်မနေ့ကကြောက်လန့်တကြားဖြစ်ခဲ့လို့ကျွန်တော်လက်ဖွားတွေကနာနေပြီးကျွန်တော်အနည်းဆုံးပြစ်မှတ်ကိုရွေးလိုက်တယ်တစ်သားပြင်ပြားရှည်တစ်ခု9မီတာလောက်အကွာမှာမျောနေတယ်ပထမအကြိမ်ပစ်လိုက်တာဒိုသွားတယ်ချိတ်ကရေထဲကိုကျသွားပြီးကျွန်တော်ပြန်ဆွဲတင်လိုက်တယ်ရင်ဘက်ကတဒုံခုန်နေတဲ့ဒုတိယအကြိမ်ပစ်လိုက်တာပိုကောင်းတယ်ချိတ်ကပြင်ပြားရဲ့အစွန်းကိုထိပြီးရှော့ကျသွားတယ်ပြင်ပြားကဖြည်းဖြည်းချင်းလှည့်ပြီးပိုဝေးသွားတယ်ကျွန်တော်ချိန်ဆလိုက်တယ်ကျွန်တော်အတန်ကအကွဲနေတဲ့စိတ်လျှော့ပါဟီရိုတို့မင်းအာဂိတ်မှာငါးဖန်ကိန်းတွေကောင်းကောင်းစောတက်ခဲ့တာပဲအခြေခံသဘောတရားကအတူတူပဲပြစ်မှတ်ကိုကြော်ပြီးပြင်းနှင်းမျိုးပါစေတတိယအကြိမ်ပစ်လိုက်တယ်ချိတ်ကပြင်ပြားပေါ်ကိုကွေးပြီးကျသွားတယ်ပြီးတော့ကျွန်တော်ဆွဲလိုက်တယ်တတူးကတစ်သားတဲကိုစိုက်ဝင်သွားတယ်ကျွန်တော်လက်နဲ့ဆွဲတင်လိုက်တယ်ပြင်ပြားကဖောင်ဘေးကိုပုတ်တိုက်ပြီးကတ်လာတယ်ပြင်ပြားတစ်ချက်ထက်ရပြီးကျွန်တော်10စက္ကန့်လောက်အောင်ပွဲခံလိုက်တယ်ပြီးတော့ပြန်ရှာကြည့်တယ်နောက်တစ်ခုက